ကျမတို့ရဲ့ BO တွင်ဌာနရဲ့နောက်ဆုံးတွင်တင်ဆက်မှုအနေနဲ့ Mr. D Channel ရဲ့ CEO ဖြစ်တဲ့ Mr. D က Mr. D Channel ရဲ့ CapCut application သုံးပုံတွေနဲ့ပတ်သက်ပြီး YouTube မှာတင်ဆက်ပေးတော့မယ့် interview တိုင်းရဲ့စီစဉ်ကိုတင်ဆက်တော့မှာဖြစ်ပါတယ်။ မင်္ဂလာပါကျွန်တော်ကတော့ Mr. D Channel ရဲ့ CEO တူဖြစ်တဲ့ Mr. D ပဲဖြစ်ပါတယ်ကျွန်တော်တို့ Mr. D Channel ကနေ creator လုပ်ရှင်သူတွေပျော်တမ်း video editor လုပ်ရှင်သူတွေအတွက်ကက်က application သုံးပြုပုံတွေကက်ကမှာပါဝင်တဲ့ function တစ်ခုချင်းအလိုက်သေးစိတ်သုံးပြုပုံတွေကိုရှင်းပြထားတဲ့ video lesson တွေကို YouTube မှာပတ်စဉ်တင်ပြပေးသွားမှာဖြစ်ပါတယ်ဒီလူကြီးမင်းတို့အနေနဲ့ကျွန်တော်တို့ရဲ့Mr. D Channel ကိုစောင့်ကြည့်ဖို့ subscribe လုပ်ပေးထားပါလို့ကြံပြုပါရစေကက်ကထဲဝင်ပါ new project ကိုနှိပ်လိုက်ပါဗီဒီယိုနဲ့ဖိုတိုခွဲခြားထားတာတွေ့ရပါလိမ့်မယ်ကျွန်တော်ကဗီဒီယိုနဲ့ဖိုတိုတွဲဆက်ပြီးဗီဒီယို edit လုပ်ပြမှာဖြစ်ပါတယ်ဗီဒီယိုနဲ့ဖိုတိုရွေးပြီးသွားပြီဆိုရင်တော့အောက်ဆုံးမှာရှိတဲ့ S ဆိုတဲ့ပြာရောင်စာတန်းလေးကိုနှိပ်ပေးလိုက်ပါကိုယူလိုက်တဲ့ဗီဒီယိုဖိုင်မှာအတန်ပါနေတာတွေတချင်းပါနေတာတွေကိုအသုံးမပြုချင်ရင်ဖျောက်ဖို့ပါပဲဗီဒီယိုဖိုင်ကိုဆက်လက်ပေးလိုက်ပါအောက်ကမီနူးဘားတွေက volume function ကိုနှိပ်လိုက်ပါအတန်တိုးလျှော့အချက်ကို0ထိထားပြီးအမှန်ချက်လေးနှိပ်လိုက်ရုံပါပဲဒုတိယအဆင့်အနေနဲ့မိမိအသုံးပြုမဲ့ဗီဒီယို frame size ကိုရွေးရပါမယ်အဆက် ratio ကိုနှိပ်ပါ original မှာထားလဲရပါတယ်ကိုအချိုး16 frame က TikTok အတွက်ဖြစ်ပါတယ်16အချိုး9 frame ကတော့ YouTube အတွက်ဖြစ်ပြီး4အချိုး3 frame ကတော့ Facebook မှာသုံးဖို့ဖြစ်ပါတယ်3အချိုး4 frame size ကတော့ပုံတွေ download ဖြစ်တဲ့အခါမှာ Facebook သို့မဟုတ် YouTube မှာတင်ကျင်တဲ့အခါမှာအသုံးပြုပါတယ်ပြီးရင်တော့အောက်ကအမှန်ကျင်လေးကိုနှိပ်ပေးလိုက်ပါ frame size ရွေးပြီးလို့မှစိတ်တိုင်းမကျသေးဘူးဆိုရင်တော့ဗီဒီယိုကိုဆက်လက်ပေးပြီးပုံကိုလက်ညှိုးလက်မအသုံးပြုပြီးတော့ချဲ့တာတွေချုပ်တာတွေပြုလုပ်လို့ရပါသေးတယ်နောက်မှရွေးချယ်ထားတဲ့ဗီဒီယိုတွေဓာတ်ပုံတွေကိုလည်းရှေ့ကဗီဒီယို frame ထားတဲ့အတိုင်းလိုက်ပြုပြင်ပါဒါမှရှေ့ကဗီဒီယိုအရွယ်အစားနဲ့အတူညီနေမှာဖြစ်ပါတယ်ခုချိန်ကစပြီး edit လုပ်ပါတော့မယ်ကကြေးပုံ edit မှာပါတဲ့ function တစ်ခုချင်းကိုအသေးစိတ်ရှင်းပြသွားမှာဖြစ်ပါတယ် edit ကိုနှိပ်ရင်ပဲဖြစ်ဖြစ်ဗီဒီယိုကိုဆက်လက်ပေးရင်ပဲဖြစ်စေ edit function bar တွေပေါ်လာပါလိမ့်မယ်ပထမဆုံးတွေ့ရမှာက split ဆိုတဲ့ function မှာသူ့ရဲ့လောက်ဆောင်ချက်ကကိုလှုပ်ချင်တဲ့အပိုင်းတွေကို marking ပေးတာဖြစ်ပါတယ် marking ပေးပြီး delete animation effect စတဲ့ function တွေနဲ့တွဲသုံးရတာပါဗီဒီယိုမှာကိုပေးချင်တဲ့နေရာကို split တစ်ချက်နှိပ်လိုက်ပါနောက်တစ်နေရာကို split ထပ်နှိပ်ပါကိုမလိုချင်တဲ့အပိုင်းကိုဖြတ်မယ်ဆိုရင် delete ကိုနှိပ်လိုက်ပါဖြတ်ခဲ့မိရင်တော့အပေါ်က undo function လေးကိုနှိပ်လိုက်ရင်ဖြတ်ထားတဲ့အပိုင်းတွေပြန်ရပါလိမ့်မယ် split function ပြီးရင်တော့ speed function ရဲ့လောက်ဆောင်မှုတွေကိုရှင်းပြပါမယ် speed function ကတော့ကိုနှေးချင်တဲ့အရာတွေမြန်ချင်တဲ့နေရာတွေကိုပြင်ဖို့အတွက်ပဲဖြစ်ပါတယ်ကိုလို့ချင်တဲ့နေရာကို split နဲ့နှစ်ချက်ဖြတ်ပေးပါဖြတ်ပြီးရင် speed function ကိုနှိပ်လိုက်ပါပြီးရင် curve ကိုနှိပ်ပြီးတစ်ခုခုရွေးလိုက်ပါရွေးပြီးလို့ကိုကအနှေးအမြန်စိတ်တိုင်းမကျဘူးဆိုရင်တော့ခေါင်းရွေးလိုက်တဲ့ဘားလေးပေါ်မှာ edit ကိုပြန်နှိပ်ပြီးတော့အနှေးအမြန်ချိန်လို့ရပါတယ်အောက်ကိုနှိပ်အောက်ကိုဆွဲချရင်တော့နှေးတာဖြစ်ပြီးတော့အပေါ်ကိုတင်ရင်တော့မြန်တဲ့အပိုင်းတွေဖြစ်ပါတယ်ဗီဒီယိုကိုပြန်ဖွင့်ကြည့်ရင်တော့ကိုပြုလုပ်ထားတဲ့ speed အနှေးအမြန်ကိုအခုလိုပဲပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်ဓာတ်ပုံတွေကတော့ရုပ်သေးတွေဖြစ်တဲ့အတွက် speed ကိုအသုံးပြုလို့မရပါဘူးအခုရှင်းပြမှာကတော့ speed function ရဲ့ဘေးမှာရှိတဲ့ animation function အကြောင်းပါဗီဒီယိုကိုဆက်လက်ပေးပြီးရင်ကိုထည့်ချင်တဲ့နေရာထည့်လို့ရပါတယ်အခုဗီဒီယိုအစမှာထည့်ပြပါမယ် animation ကိုနှိပ်လိုက်ပါ in out combo ဆိုတဲ့ဘားတွေတွေ့ရပါလိမ့်မယ်
in ဆိုတာကအပြင်ကနေအတွင်းကိုဝင်လာတာကိုပြောတာဖြစ်ပါတယ်ကိုကြိုက်တဲ့တစ်ခုကိုရွေးလိုက်ပါပြီးရင် speed မကြိုက်ရင်အောက်ကမြင်းချောင်းလေးကိုဆွဲပြီးအနှေးအမြန်ချိန်လို့ရပါတယ်ပြီးရင်အမှန်ကျင်လေးနှိပ်လိုက်ပါဗီဒီယိုကိုပြန်ကြည့်ရအောင်ပါဗီဒီယိုစမှာအခုသုံးထားတဲ့ animation တင်ဝင်လာတာကိုတွေ့ရပြီးနောက်တစ်ဖြတ်မှာပထမသုံးခဲ့တဲ့ speed သုံးထားတာလေးကိုတွေ့ရပါလိမ့်မယ်နောက်တစ်ဖြတ်ကို animation on နဲ့စမ်းကြည့်ရအောင်ပါ photo ကိုလည်း animation နဲ့ပြုပြင်လို့ရပါတယ်ဗျာအောက်ဆိုတာကတော့အတွင်းကနေအပြင်ကိုထွက်သွားတဲ့ပုံစံဖြစ်ပါတယ် combo ဆိုတာကတော့အပြင်ကနေအတွင်းဝင်လာမယ်အတွင်းကနေအပြင်ပြန်ထွက်သွားမယ်နှစ်ခုလုံးပါတဲ့ function ကိုပြောတာဖြစ်ပါတယ်ဒီတစ်ခါတော့ effect function ရဲ့အကြောင်းကိုရှင်းပြပါမယ်ဗီဒီယိုကို select ပေးပါ effect ကိုနှိပ်ပါပထမဆုံးအနေနဲ့ဗီဒီယို effect ကိုနှိပ်လိုက်ပါ Frontend function အောက်မှာရှိတဲ့ effect တစ်ခုကိုရွေးလိုက်ပါ effect ပေါ်က adjust ဆိုတာလေးကိုနှိပ်ပြီးတော့အနည်းအမြန်နေသူပေးထားတဲ့ effect အလင်းအမှောင်တွေကိုပြန်ချိန်လို့ရပါသေးတယ်စိတ်ကြိုက်ဖြစ်ရင်တော့အမှန်ချက်ကလေးကိုနှိပ်လိုက်ပါဗီဒီယိုကိုကြည့်ရင်ပထမသွင်းထားတဲ့ animation အပြင်အခုထပ်ထည့်တဲ့ effect ဝင်လာတာကိုတွေ့ရပါလိမ့်မယ်ဒုတိယအဖြတ် speed ထည့်ထားတဲ့အပိုင်းမှာဗီဒီယို effect လေးထည့်ကြည့်လိုက်အောင်ဗျာဗီဒီယိုကိုပြန်လည်ဖွင့်ကြည့်လိုက်အောင်အခုလိုပဲလောက်ပါတဲ့မြင်ကွင်းတွေတွေ့ရပါလိမ့်မယ်ဒီတစ်ခါမှာတော့ကျွန်တော်တို့ဗီဒီယို effect ရဲ့နောက်က body effect ကိုထည့်ကြည့်အောင်ဒါဆိုရင်တော့ကျွန်တော်တို့ကဗီဒီယိုအစပိုင်းမှာပဲ animation video effect body effect သုံးခုလုံးထည့်ပြီးအသုံးပြုထားပါတယ်မိတ်ဆွေတို့အနေနဲ့ pro စာတန်းပါတဲ့ function တွေကိုအသုံးပြုမယ်ဆိုရင်တော့ပတ်စံပေးပြီးတော့သုံးရပါလိမ့်မယ်ကျွန်တော်ကတော့ free function တွေကိုပဲအသုံးပြုပြီးတော့ပြသသွားတာဖြစ်ပါတယ်နောက်မှာ function ပေါင်းများစွာရှိသေးတာမို့မိတ်ဆွေတို့အနေနဲ့ကိုယ်တိုင်စမ်းသပ်ကြည့်ဖို့အကြံပေးပါရစေနောက်ဆုံးအနေနဲ့ effect ထဲက clone function ကိုအသုံးပြုပုံလေးကိုပြသသွားပါမယ်အခုဆိုရင်ဗီဒီယိုအစပိုင်းမှာပဲ animation video effect body effect သုံးခုလုံးကိုသုံးထားတာတွေကိုတွေ့ရပါလိမ့်မယ် edit ပြီးသွားရင်တော့ export bar လေးကိုနှိပ်လိုက်ပါကျွန်တော်တို့ဖန်တီးထားတဲ့ဗီဒီယိုလေးကိုအစကနေအဆုံးထိကြည့်လိုက်ရအောင်ဗျာဒီဗီဒီယိုလေးကိုကြည့်ပြီးတော့လူကြီးမင်းတို့အနေနဲ့အကျိုးတစုံတရာဖြစ်ထွန်းသွားမယ်ဆိုရင် like and share လေးပေးဖို့မမေ့ပါနဲ့လို့အကြံပြုပါရစေ